Hello အားလုံးပဲမင်္ဂလာပါအခုကတော့ German A1 vocabulary အပိုင်းကိုဖတ်ပြပေးသွားမယ်နော် Weitere week ထက်ကပြောတဲ့နောက်ထပ်အရေးကြီးတဲ့စကားလုံးများလို့အဓိပ္ပာယ်ရပါတယ် B တပုံ B B Bustabe alphabet စကားလုံး Bustabe email email ကိုပြောတာ Fema company Fema formula form ကိုပြောတာ photo ဓာတ်ပုံ gaze bite စကားပြော conversation hotel information သတင်းအချက်အလက်ကိုပြောတာ colleague လုပ်ကိန်းဖော်ဖက်လုပ်ကိန်းဖော်ဖက်မိန်းကလေးအတွက်ပဲသုံးတာ music သီချင်းကိုပြောတာ radio speed game ကိုပြောတာ speed game walk စကားလုံး walk booster beer စာလုံးပေါင်းကိုပြောတာအစအဆုံးပြန်ဖတ်ပြမယ်နော် B booster ပဲ email fema formula photo gaze bite hotel information colleaguing music radio speed walk booster beer အဆုံးထိနားထောင်ပေးလို့ကျေးဇူးပါ